တဲလေးတို့ရေထမင်းလက်စားကြအောင်နော်အလုံးဖိတ်ခေါ်တယ်ချက်နေမကောင်းဖြစ်တာတပတ်လောက်ဖြစ်သွားတာလေအခုမှဒီလိုပြန်စားနိုင်တာအစားတာနော်ကြိတ်ကြီးကိုတောင်ဖွင့်ချင်ရောက်ပြီဆိုတော့လေကြိတ်ထူးဖျားပူလိုက်နေလာခဲ့ဒီနေ့ကလေတဲရဲ့အစုံမဲဒီမှာသိလာတာဟဲ့ခွေးသီးမေးခဲ့တယ်အေးချက်နေမကောင်းဖြစ်တာတော်တော်ကြာသွားတယ်မှာခန်းချစ်တီခန်းတီလေးအရန်ကောင်းကတွင်းနေပြက်ပြီးတော့လူကနေမှလေးချမ်းစကား你们刚进来呀？比如人别哪用，比如这点电台啊，可能你别，我们杀进的时候，过年他那边的，我来老大了，不是哈，真鸭子做呢啊，阳刚，本来我们表，老是人家表，什么刚表啦，俺干个的，人来点，没人都看这样玩，我们你讲呢，人家干没呢，đúng rồi. Em mày, cũng lo lấy cháu này nào đâu mày. Tự nhiên đi dán chuyện này à? Cái chiếu phía bút là rồi, cháu dán chết chạy, dán áp chạy, vô quẻ. Chứ, tao một trái tỏi rồi, giá đi uống mình nhìn nhau rồi, nếu có chuyện tỏi, giờ phải ta hạt được đâu đó. Nó con nó con cái nào mà khá nữa sao cái mà khá ta chứ nó con à mày cái này nè không các cái màu ít các cái cái nó xài gì mà không chịu mẹ vừa tay bị mình làm điều bao nhiêu con độc không tay ngon không ngon không nhớ con trái chiều phía bù lại rồi đấy tay mà dán áp bây giờ sao dán chết dài lắm mà rồi mà ra chẳng không ra suy ảnh đứa này bẹp bẹp sao nó dán chạy kìa cứ làm toàn này cứ làm nè có khá gì à nữa con này cái lúc tại là giả tàu xí nhựa今天晚上没啥变美啊，这本来晚肉嘛，什么啥嘛，不是就卡比较的，阳刚，对呀，ngã ra rồi dán ra đẹp dán mì được cái mì dán ra con
တော့ကျွေးသူတွေတင်တာဒီလိုထမင်းလေးငါးလို့စားလိုက်တာလေလူကလမ်းစမ်းပြီးတော့လေအစွန်ပြေသွားပဲတန်ထမင်းစားမကောင်းတကယ်9ရက်လောက်ရှိပါလေလိမ်မပြောဘူးနေမကောင်းနေဖြစ်ပသက်တွေခါပြီးတော့လေအခုဒီနေ့မှချမ်းထမင်းစားနည်းနည်းဒီလိုပြန်ဝင်တာဘာသာစားမရဘူးဟုတ်ကဲ့ငပိရငါဆိုင်ငပိနော်ငါကောင်စားကြလို့ငါကောင်စားကြလို့ဆိုပြီးတော့ပုံနိုင်လို့ပဲလောက်တာဘယ်ကောင်တိုက်ချိုးပြပူလာရင်ဝင်လာခဲ့တဲ့တိုက်မှာချမ်းအခုအမျိုးသားနေ့ရယ်စနေတနင်္ဂနွေစီမယ်တောင်းရစီမှာပေါ့မနေ့ပြန်ပကိုးမှစီမယ်ပေါ့ပကိုးချွေမတော်ဖះမှစီမယ်ဟုတ်ဒီရက်ထရလေအဲ့ကနေမကောင်းဖြစ်နေလို့ထမင်းစားပြီးတို့ကျဲသွားပေါ့နော်မိဘမှကြောက်လို့မချစ်တော့မှကြောက်လို့သူပြီးတော့ဗီဒီယိုလေးရိုက်ပေးရတာပြီးတော့ပြီးဆိုရင်ချမ်းကိုတိုင်နဲ့ဒီလိုလေးစားခြင်းလို့ဆိုပြီးတော့ဒီနေ့ဒီလိုလေးလောက်စားပြတာပေါ့ရမ်းကောင်းတယ်လူကတိတ်ပြီးတော့မလန်းသေးဘူးတူတူတင်နေအားလုံးရမ်းချစ်တယ်တိုက်ချိုးတောင်ပေါ်ကစိုက်မှာလဲအားပေးကြတယ်အရန်ချစ်ပြီးတော့အားပေးကြတဲ့တယောက်တူချင်းစုကျေးဇူးတင်တယ်လိုအပ်ချက်လေးတွေနည်းနည်းလေးတွေစီးသွားခဲ့ရင်ချောင်းနားလဲပြီပေါ့နော်ဘာကြောင့်ချမ်းကလေးလေးတယောက်လိုအလုပ်ကအုံနောက်သေးသေးတွေနဲ့ကိုတယောက်ရဲ့လောက်ကင်ကြိုးစားနေရတာဆိုတော့လေပြဿနာအသေးမွှားလေးတွေပါသွားခဲ့မယ်ဖြစ်သွားခဲ့မယ်ဆိုရင်ချောင်းတရိုက်ပြောပြပါချောင်းနားလဲပြပါလို့အားလုံးအရန်ချစ်တယ်နော်တကယ်နေမကောင်းဖြစ်လို့ဒီရက်လည်းပျောက်သွားတာပါလို့ဟာတာဗီဒီယိုလေးတွေတင်ပေးမယ်ပေါ့နော်အဲ့တော့ချစ်တဲ့ဆိုရင်မမေ့ဘူးဆိုရင် comment မှာအများကြီးမှတ်ခဲ့ပြအောင်ပေါ့နော်အပိစကားလေးပေါ့အားလုံးအရန်ချစ်တယ်နော်